Burma Democratic Concern BDCE ကြော်ညာချက်အပြည့်စုံမှာမြန်မာပြည်တွင်ပြည်စုံဆွေးနွေးရေးများပေါ်ပေါက်လာ၏ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဒေါ်အောင်ဆန်းစုကြည်၏ခေါင်းဆောင်မှုများအားလုံးကိုကျမတို့ Burma Democratic Concern BDC အဖွဲ့ကြီးမှလိုက်လဲစွာထောက်ခံပါသည် Burma Democratic Concern BDC သည်ဒေါ်အောင်ဆန်းစုကြည်၏မြန်မာပြည်ငြိမ်းချမ်းရေးပန်ကြားချက်နှင့်ကျမတို့ BDC အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်၏ခေါင်းဆောင်မှုနှင့်သူမ၏ရည်ရွယ်ရာပန်းနိုင်ဖြစ်သောငြိမ်းချမ်းသောတာယာသောတိုးတက်သောမြန်မာပြည်ကြီးတည်ဆောက်ရေးကြိုးပမ်းမှုကိုတက်ဆွမ်းသမျှဝိုင်းဝန်းအကောင့်ထည့်ဖော်သွားမည်ဖြစ်ပါတယ်။ Burma Democratic Concern BDC နှင့်တရားမျှတမှုကိုလိုလားသောကမ္ဘာသူကမ္ဘာသားများသည်မြန်မာနိုင်ငံတွင်နိုင်ငံရေးကျင်းသားများအားလုံးလွတ်မြောက်ရေးနှင့်ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်မှုကိုမနားမနေဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ထို့သောဆောင်ရွက်မှုများကို Burma Democratic Concern BDC အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုအောက်တွင်မမိတ်မတုံဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ထို့သောလှုပ်ဆောင်မှုများကို Burma Democratic Concern BDC အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုအောက်တွင်မမိတ်မတုံဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ပြည်သူများအကျိုးစီးပွားအတွက်တော်၎င်းငြိမ်းချမ်းရေးအတွက်တော်၎င်းဒေသတွေတည်ငြိမ်ရေးအတွက်တော်၎င်းဒေါ်အောင်ဆန်းစုကြည်၏ခေါင်းဆောင်သောကျွန်ုပ်တို့ခေါင်းဆောင်များသည်ယုံကြည်ချက်အပြည့်ခိုင်မာသောဆုံးဖြတ်ချက်များစွာဖြင့်ဘဝကိုမြှုပ်နှံလျက်မြန်မာပြည်တွင်တွဲဆောင်ဆွေးနွေးရေးများမှတဆင့်မြန်မာပြည်အကျိုးကိုဆောင်ရွက်လျက်ရှိပြီးထိုတွဲဆောင်ဆွေးနွေးရေး dialogue များသာလျှင်မြန်မာပြည်အတွက်အကောင်းဆုံးရလဒ်ဖြစ်ပါလိမ့်မည်ကျွန်ုပ်တို့ Burma Democratic Concern BDC နှင့်တရားမျှတမှုကိုလိုလားသောကမ္ဘာသူကမ္ဘာသားများအားလုံးအနေဖြင့်တိုးတက်တည်ငြိမ်သောတာယာသောဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတည်ဆောက်ရေးကိုမုံချမသွေဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါသည် Burma Democratic Concern အနေဖြင့်ကမ္ဘာသူကမ္ဘာသားများအားလုံးကိုမြန်မာနိုင်ငံတွင်တွဲဆောင်ဆွေးနွေးပွဲများမှတဆင့်အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုများပေါ်ပေါက်လာပါစေရန်ဝိုင်းဝန်းကူညီထောက်ခံကြပါရန်တောင်းဆိုလိုက်ပါသည် Burma Democratic Concern BDC အနေဖြင့်တွဲဆောင်ဆွေးနွေးပွဲ dialogue ကသာလျှင်အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်အကောင်းဆုံးသွားရလမ်းဖြစ်သည်ဟုယုံကြည်ပါသည်ကျွန်ုပ်တို့အနေဖြင့်ဤကဲ့သို့ dialogue သာလျှင်မြန်မာပြည်အတွက်အကောင်းဆုံးဖြစ်သည်ဟုရွေးချယ်ရသည်မှာကျွန်ုပ်တို့တွင်ခိုင်မာသောအကြောင်းပြချက်များရှိပါသည်မြန်မာပြည်ရေးစဉ်းစားရာတွင်ကျွန်ုပ်တို့အနေဖြင့်ပထမအချက်မြန်မာပြည်သူပြည်သားများ၏ကောင်းစားရေးအကျိုးစီးပွားဒုတိယအချက်အနေဖြင့်အတိတ်သမိုင်းသင်ခန်းစာများတတိယအချက်အနေဖြင့်မြန်မာပြည်၏ပထဝီအနေအထားတည်ရှိမှုနိုင်ငံရေးစတုတ္ထအချက်အနေဖြင့်ကမ္ဘာနိုင်ငံရေးလက်ရှိအခြေအနေစသည်တို့ကိုထည့်သွင်းစဉ်းစားပါသည်ပထမဦးစွာမြန်မာပြည်သူများ၏ကောင်းစားရေးစဉ်းစားရာတွင်မြန်မာပြည်ကြီးသည်လွတ်လပ်ရေးစတင်ရရှိကြတဲ့ကပြည်တွင်းစစ်ကြောင့်၎င်းတိုင်းပြည်ခေါင်းဆောင်များ၏အကျင့်ဖြတ်ခြားစားမှုနှင့်စီးပွားရေးခံခွဲမှုညံ့ဖျင်းမှုတိုင်းပြည်အားတကားပိတ်စီးပွားရေးစနစ်ကျင့်သုံး၍အထီးကျန်တဦးတည်းစီးပွားရေးစနစ်ကျင့်သုံးမှုကြောင့်၎င်းစစ်စရိတ်အလွန်အကျွံသုံးစွဲမှုကြောင့်၎င်းထို့ကြောင့်တိုင်းလယ်သမားများအထိအနာဆုံးဖြစ်ပြီးလယ်သမားအလုပ်သမားများ၏ဘဝမှာအလွန်ပင်ဆိုးရွားစွာကြက်တဲလျက်ရှိပါသည်ပြည်သူများ၏ဘဝမှာအလွန်အထိနာလျက်ရှိပြီးတိုင်းပြည်၏တဘာဝတည်ရန်ဇာတာများကျွယ်ဝသလောက်ပြည်သူများမှာအလွန်ပင်ဆင်းရဲလျက်ရှိပါသည်ပြည်သူများ၏ဘဝမှာအလွန်ပင်အထိနာလျက်ရှိပြီးတိုင်းပြည်၏တဘာဝတည်ရန်ဇာတာများမှာကျွယ်ဝလျက်ရှိပြီးပြည်သူများမှာဆင်းရဲမွဲတေလာပါသည်ပြည်သူများမှာကျန်းမာရေးပညာရေးစီးပွားရေးလူမှုအဆင့်အတန်းများမှာအလွန်ပင်နှိမ့်ကျလျက်ရှိပြီးတိုင်းပြည်မှာကမ္ဘာဖွံ့ဖြိုးမှုအလွန်ညံ့သောတိုင်းပြည်ဖြစ်နေပါသည်မြန်မာပြည်သည်အလွန်ပင်နစ်နာခံစားလျက်ရှိသောကြောင့်ကျွန်ုပ်တို့အားလုံးအနေဖြင့်ကျွန်ုပ်တို့၏ရည်တည်ချက်များကိုပြန်လည်သုံးသပ်ရမည်ဖြစ်ပါတယ်ဤကဲ့သို့ပြန်လည်သုံးသပ်ရာတွင်မဟောတထဇက်တော်လာတတရားစီရင်ခန်းကိုပြန်လည်သတိရလျက်
ကျွန်ုပ်တို့မြန်မာနိုင်ငံရေးကိုသက်ဆိုင်သူများသည်မိမိကိုယ်ကိုဘလူးမလောသို့မဟုတ်မိခင်ရင်းလောဟူသောမိဘကိုပြန်လည်ပြီးကိုယ်တိုင်မေးလျက်သုံးသက်ဆင်ခြင်ပြီးမိခင်ရင်းပြီးသားသောစိတ်ဓာတ်မွေးလျက်တိုင်းပြည်ဆက်လက်ဆောင်ရွက်ကြပါရန်တတိပေးလိုပါတယ်ကျွန်ုပ်တို့မြန်မာပြည်အားတိုးတက်သားရသောတိုင်းပြည်တည်ထောင်နိုင်ဖို့ဆိုရင်ကျွန်ုပ်တို့အားလုံးနေဖြင့်တိုင်းပြည်အကျိုးရှိရှုသောဘုံတည်ရည်တည်ချက်တစ်ခုကိုလိုအပ်ပါသည်မြန်မာပြည်၏ပထဝီနိုင်ငံရေးကိုစဉ်းစားရာတွင်မြန်မာနိုင်ငံသည်တရုတ်လာအိုထိုင်းနှင့်ဘင်္ဂလားဒေ့ရှ်အိန္ဒိယနိုင်ငံတို့နှင့်နယ်နိမိတ်ချင်းဆက်ဆက်လျက်ရှိပါသည်မြန်မာပြည်၏အရှေ့နှင့်အရှေ့မြောက်ပိုင်းတွင်တရုတ်ပြည်နှင့်ဆက်ဆက်လျက်ရှိသည်တရုတ်ပြည်သည်မြန်မာပြည်မှတဘာဝနှင့်လူသားအရင်းမြစ်များကိုအသုံးချဖို့ရန်အချိန်အခါအခွင့်ကောင်းကိုစောင့်လျက်ရှိပါတယ်ပထဝီအနေအထားတည်ရှိမှုအရာနိုင်ငံရေးထင်ရှားသောဥပမာမှာတရုတ်ပြည်နှာစေးခြင်း၏အကျိုးသက်မှုဖြစ်သောတရုတ်ပြည်အစိုးရ၏ကလေးတယောက်သာယူရသော one child policy ဖြစ်ပါတယ်ဒီဝါဒကြောင့်မြန်မာပြည်မှာစင်ရဲသားများအထူးသဖြင့်စင်ရဲသူမြန်မာအမျိုးသမီးများမှာဆိုးရွားစွာအကျိုးသက်မှုကိုခံစားနေရပါတယ်ထိုစင်ရဲသောမြန်မာအမျိုးသမီးများမှာဇနီးမယားသို့မဟုတ်လင်ကြီးကျွန်များကိုပတ်စံပေး၍ဝယ်ယူနေသောလူကုန်ကူးသူများ၏တားကောင်အဖြစ်ကြားရောက်ပြီးအစမတန်များပြားသောတရုတ်များအတွက်အတင်းအဓမ္မလိန်ကြီးကျွန်များအဖြစ်ပြန်လည်ရောင်းစားခြင်းခံနေရပါတယ်ထိုအမျိုးသမီးများမှာပုံမှန်လိုနှိပ်စက်ညှဉ်းပန်းခြင်းရိုက်နှက်ခြင်းလိင်ပိုင်းဆိုင်ရာစော်ကားခြင်းများကိုထိုရက်ဆက်သောတရုတ်အမျိုးသားများနှင့်၎င်းတို့၏ဆွေမျိုးများ၏လက်ဝယ်၌လင်ကုန်ကူဆောင်ရွက်နေသူများ၏လက်ဝယ်၌လင်ကုန်ကူသူများ၏လက်ဝယ်၌ခံစားနေကြရပါတယ်ကျွန်တော်တို့ဒီမြန်မာပြည်မှာဆရာနာရှင်စနစ်ကိုတွန်းလှန်ပြီးဒီမိုကရေစီရရှိရေးလူ့ခွင့်ရေးရရှိရေးတရားဥပဒေစိုးမိုးမှုများကိုဆောင်ရွက်လျက်ရှိနေစဉ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့အနေဖြင့်တရုတ်ပြည်၏တဖြည်းဖြည်းနဲ့တိတ်တဆိတ်ကျွံ့ပြုမှုကိုသတိရှိရမည်မြန်မာပြည်စီးပွားရေးမျက်နှာစာကိုကြည့်လျင်စီးပွားရေးလုပ်ငန်းအများစုကိုတရုတ်စီးပွားရေးလုပ်ငန်းရှင်များကဆရာနာရှင်အဆက်ဆက်၏မျက်နှာသာပေးမှုဖြင့်မြန်မာပြည်စီးပွားရေးကိုချုပ်ကိုင်ထားလျက်ရှိပါသည်အကယ်၍တရုတ်အစိုးရမှ၎င်း၏မြန်မာပြည်စီးပွားရေးလုပ်ငန်းများကိုချုပ်ကိုင်ကစားလိုက်ပါကမြန်မာပြည်စီးပွားရေးလုပ်ငန်းများမှာရပ်တွက်သွားဖို့ရှိပြီး၎င်းမှတစ်ဆင့်အကျိုးဆက်အဖြစ်အစားအသောက်ရှားပါမှုငွေကြေးအကျပ်တေးစီးပွားရေးပြဿနာများကြုံတွေ့လာဝယ်ရှိပါသည်ထိုအခြေအနေများသည်တရုတ်ပြည်၏မြန်မာပြည်စီးပွားရေးအပေါ်ကိုလိုနီပြုမှုများကိုခေါလောင်တီသတိပေးလျက်ရှိပါသည်တချို့သတင်းများအရမြန်မာပြည်အစိုးရသည်တရုတ်အားမြန်မာပိုင်ကျွန်းတချို့ကိုတရုတ်ရေတပ်တရုတ်စောင့်ကြည့်ရှုအစီအစခန်းအဖြစ်အသုံးပြုခွင့်ပေးထားသည်ဟုသောသတင်းများပေါ်ထွက်လာခဲ့ပါသည်ဒါအပြင်တရုတ်ပြည်သည်တန်းငွေပိုင်လိုင်းကိုမြန်မာပြည်အနောက်ပိုင်းရခိုင်ပြည်သို့တရုတ်ပြည်သို့တင်ပို့ရန်အတွက်တိစောက်လျက်ရှိပြီး၎င်းပိုင်လိုင်းများမှတစ်ဆင့်မြန်မာပြည်၏တဘာဝတန်းငွေများကိုတင်ပို့မည်ဖြစ်ပါသည်ဒါအပြင်ထိုပိုင်လိုင်းများလုံခြုံမှုကိုအကြောင်းပြပြီးစွမ်းအင်စာလောင်မွတ်သိမ့်နေသောတရုတ်စစ်တပ်သည်မြန်မာပြည်သို့အချိန်မီဝင်ရောက်လာနိုင်ပါသည်ကျွန်ုပ်တို့အနေဖြင့်မြန်မာပြည်လုံခြုံရေးအားတရုတ်စစ်တပ်တစေကြီး၏ချင်းချုံမှုအရှိန်မြင့်တက်လာခဲ့ပါစေသောအကြောင်းအရာမှာတရုတ်ပြည်စစ်တပ်သည်မြန်မာနယ်စပ်နှင့်နီးစပ်သောဒေသများတွင်အခြေတော်ဝိုင်း၌စစ်စခန်းများအသစ်များတိစောက်လာသည်ဟုသောသတင်းမှားများကြောင့်ဖြစ်ပါသည်ထို့ပြင်တောင်တရုတ်ပင်လယ်၌ရှိသောလက်ရှိဖြစ်လျက်ရှိသောတရုတ်ပြည်နှင့်နယ်အိန္ဒိချင်းများ၏ separately ကျွန်းစုပိုင်ဆိုင်မှုအငင်းပွားမှုများပေါ်တရုတ်ပြည်၏ရန်လိုအနိုင်ကျင့်သောသဘာဝဖြင့်၎င်းထက်အားနည်းပြီးတင်းငယ်သောတိုင်းပြည်များအပေါ်တုံ့ပြန်မှုများကိုကြည့်ရှုလျင်သိရှိနိုင်ပါသည်ကျွန်ုပ်တို့အနေဖြင့်တရုတ်ပြည်၏မြန်မာပြည်အပေါ်သဘောထားမှန်ကိုသတိကြီးစွာထားရမည်မှာကျွန်ုပ်တို့၏တာဝန်ဖြစ်ပါသည်Burma Democratic Concern BDC နှင့်မြန်မာပြည်သူပြည်သားများအနေဖြင့်တရုတ်ပြည်နှင့်ကောင်းသောအိမ်ကြီးချင်းကောင်းများအဖြစ်ရပ်တည်လိုပါသည်ဒီချိန်ထဲမှာပဲကျွန်ုပ်တို့အနေဖြင့်
ထိုအိမ်နီးချင်းများသည်ရန်သူဖြစ်လာနိုင်သည်ကိုသတိပြုသင့်ပါသည်မြန်မာပြည်၏အနောက်ဘက်ဒေသရှိအိန္ဒိယနိုင်ငံကိုကြည့်လျင်ကမ္ဘာအကြီးဆုံးဒီမိုကရေစီတိုင်းပြည်ကြီးသည်ဒီမိုကရေစီထက်သူ၏ကိုကျိုးစီးပွားရေးကိုသာပို၍အလေးထားသည်ကိုတွေ့ရပါသည်အိန္ဒိယ၏အရှိကြည်မူဝါဒအရ၎င်းသည်သူ၏သမိုင်းကြောင်းပြန်ဘက်ဖြစ်သောတရုတ်တို့၏မြန်မာပြည်အပေါ်စိုးမိုးမှုကိုအင်အားချိန်ဝင်ရှာညှိရန်သာစိတ်ဝင်စားကြပါသည်မြန်မာပြည်၏အရှိဘက်ကိုကြည့်လျင်လည်းလာအိုနိုင်ငံနှင့်ဆက်ဆက်လျက်ရှိပါသည်မူရစ်စေဝါမှောင်ခိုခြင်းမူရစ်စေဝါထုတ်လုပ်သောစက်ရုံများနှင့်လက်နက်ခိုင်းများဖြင့်ပြည့်နှက်လျက်ရှိသောမြန်မာပြည်အရှိပိုင်းသည်ကမ္ဘာမူရစ်စေဝါအများစုထွက်ရှိရာဒေသဖြစ်ပြီးကျွန်ုပ်တို့အားရာဇဝတ်လေတရုတ်ဘိန်းစစ်ပွဲများအားပြန်လည်မြင်အောင်လှုပ်ဆောင်လျက်ရှိပါသည်မြန်မာပြည်၏အရှိပိုင်းနှင့်အရှိတောင်ပိုင်းကိုကြည့်လျင်ဒုက္ခသည်စခန်းများ၌၎င်းရွှေပြောင်းအလုပ်သမားများအားအဖြစ်ထိုင်းစက်ရုံများ၌ဈေးပေါ်သောအလုပ်သမားအဖြစ်နေထိုင်လျက်ရှိသောမြန်မာများသည်ထိုင်းအာဏာပိုင်များနှင့်ထိုင်းလုပ်ရှင်တို့၏မတရားလုပ်ရမှုများပေါ်ခါးစီးခံလျက်ရှိပါသည်အသက်မပြည့်သေးသောမြန်မာယောက်ျားကလေးများနှင့်မိန်းကလေးများကိုလိန်ကြီးကျော်အလုပ်သမားများနှင့်ကလေးအလုပ်သမားများအဖြစ်ရောင်းစားခံရသည်ကိုသိရှိရပါသည်မြန်မာပြည်အနောက်ပိုင်းကိုကြည့်လျင်လည်းမြန်မာပြည်သည်ဘင်္ဂလားဒေ့ရှ်နှင့်နိုင်ငံနမိတ်ချင်းဆက်ဆက်လျက်ရှိပါသည်ထိုနိုင်ငံသည်မြန်မာပြည်၏လေးပုံတစ်ပုံသာရှိတော်လဲလူဦးရေမှာမြန်မာပြည်၏လေးစားရှိပါသည်စီရင်မွဲတေမှုနိုင်ငံရေးမတည်ငြိမ်မှုများနှင့်ဘာသာရေးအစွန်းရောက်မှုများကြောင့်ထိုဒေသ၏အခြေအနေမှာပောက်ကွဲရန်စောင့်မျှော်လျက်ရှိသောချိန်ကိုက်ပုံကြီးဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာနှင့်ဒေသဆိုင်ရာအကျိုးစီးပွားကိုထိခိုက်လာနိုင်ပါသည်မြန်မာပြည်၏အကျိုးကိုလည်းပို၍ထိခိုက်လာနိုင်စေပါသည်အဘဲကြောင့်ဆိုသောလူဦးရေအစမတန်များပြားလျက်ရှိသောဘင်္ဂလားဒေ့ရှ်နိုင်ငံမှလူမျိုးများသည်မြန်မာနိုင်ငံအတွင်းသို့တရားမဝင်ရောက်နေထိုင်ခြင်းကြောင့်ထိုဘင်္ဂါလီလူမျိုးမွတ်စလင်များနှင့်ဒေသခံရခိုင်ဗုဒ္ဓဘာသာများအကြားလူမျိုးရေးဘာသာရေးနယ်မြေပိုင်ဆိုင်မှုရည်ချင်းမှုတင်းမာမှုများပေါ်ပေါက်လာနိုင်ပါသည်ကမ္ဘာကုလသမဂ္ဂကိုကြည်လျင်လေ UN သည်စက္ကူကြားတစ်ကောင်သာဖြစ်၍အစွဲမရှိသည်ကိုတွေ့ရပါသည် UN သည်အမေရိကန်အင်္ဂလန်ပြင်သစ်တရုတ်နှင့်ရုရှားတို့၏ရှင်းမောင်း၌အစွဲကျူးသောကြားတပ်ဖွဲ့ဘာမှဆွမ်းဆောင်နိုင်ခြင်းမရှိပါတရုတ်နှင့်ရုရှားတို့သည်အင်အားချိန်ခွင်ရှာညှိမှုများကိုသာပြုလုပ်နေကြပါသည်သူတို့သည်အမြဲတမ်းလိုအမေရိကန်အင်္ဂလန်ပြင်သစ်တို့၏ကျူးစာအထုတ်မှုများကိုအင်အားချင်းနေအောင်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ဗီဒီယိုအာဏာသုံးလျက်လှုပ်ဆောင်လျက်ရှိပါတယ်ကမ္ဘာနိုင်ငံရေးကိုကြည့်မယ်ဆိုရင်အမေရိကန်နိုင်ငံသည်မြန်မာဒီမိုကရေစီရေးကိုပါဇက်ကသာထောက်ခံနေတော့လေသူတို့အနေဖြင့်မြန်မာနိုင်ငံသည်ရေနံတပ်များပေါ်၌မတည်ရှိသောကြောင့်လက်တွေ့မလှုပ်ဆောင်ပါကျွန်ုပ်တို့ Burma Democratic Concern BDC အနေဖြင့်အမေရိကန်၏မျက်နှာကြည့်ရာဟင်းဘတ်ပါမှုများကိုမြန်မာပြည်နှင့်လစ်ဗျားနိုင်ငံအရေးကိုနှိုင်းယှဉ်တင်ပြခြင်းပါသည်လစ်ဗျားအချက်တဲတွင်နိုင်ငံတကာမိသားစုသည်လစ်ဗျားတိုက်ခံအမျိုးသားအသွင်ကူးပြောင်းရေးကော်မတီအားလစ်ဗျား၏အသွင်ကူးပြောင်းရေးအစိုးရအဖြစ်တစ်နှစ်အတွင်းအသိမှတ်ပြုခဲ့ပါသည်ထို့အပြင်ထိုအသွင်ကူးပြောင်းရေးအစိုးရအားစီးပွားရေးစိတ်ဓာတ်ရေးစစ်ရေးအကူအညီများကိုခဏအတွင်းပေးပြီးဝင်ရောက်ကူညီခဲ့တာကိုကြည့်လျင်လစ်ဗျားနိုင်ငံသည်ရေနံတိုက်ကြီးအပေါ်တွင်တည်ရှိခြင်းများဟုယူဆနိုင်ပါသည်မြန်မာပြည်အခက်အခဲကိုကြည့်လျင်နိုင်ငံတကာမိသားစုသည်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုလွန်ခဲ့သော22နှစ်ကလေးကအသိအမှတ်ပြုခဲ့တင်ပါလေသို့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်1990ရွေးကောက်ပွဲတွင်အပြတ်သက်အနိုင်ရခဲ့သောကြောင့်ဖြစ်ပါသည်ထို့အပြင်အထွေထွေညီလာခံကြီးမှ1990ရွေးကောက်ပွဲရလဒ်အားအသိအမှတ်ပြုရင်းနှင့်တွဲဆုံဆွေးနွေးမှုများကိုအမျိုးသားပြန်လည်သင့်မြတ်ရေးဆုံးဖြတ်ချက်များကိုနှစ်စဉ်ချမှတ်ခဲ့တော်လဲလက်တွေ့လှုပ်ဆောင်မှုများကိုကုလသမဂ္ဂသို့မဟုတ်ဥရောပသမဂ္ဂသို့မဟုတ်နေတိုးနိုင်ငံများလှုပ်ဆောင်ခဲ့ခြင်းမရှိပါ
၎င်းနိုင်ငံများအားလုံးသည်ယနေ့အချိန်ထိလက်တွေ့မပါသောထူသာသောစကားများဖြင့်သာထောက်ခံလျက်ရှိပါသည်သို့သော Burma Democratic Concern BDC နှင့်မြန်မာပြည်သူပြည်သားများသည်ကံကောင်းစွာဒေါ်ဆန်းစုကြည်ကဲ့သို့သောခေါင်းဆောင်ကိုရရှိထားပြီးကျွန်ုပ်တို့အနေဖြင့်ဒေါ်ဆန်းစုကြည်၏ပြတ်သားသောဒီမိုကရေစီရရှိရေးလှုပ်ဆောင်မှုအမျိုးသားပြန်လည်သင့်မြတ်ရေးလှုပ်ဆောင်မှုသူမ၏မြန်မာပြည်၌လူခွင့်ရေးနှင့်တရားဥပဒေစိုးမိုးရေးလှုပ်ဆောင်မှုများကိုလိုက်လဲဝမ်းမြောက်စွာထောက်ခံပါသည်ဒေါ်ဆန်းစုကြည်ကကျွန်ုပ်သည်တွဲဆုံဆွေးနွေးရေးအတွက်ဖြစ်သည်ကျွန်ုပ်သည်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဖြစ်သည်ဟုပြတ်သားစွာပြောဆိုပြီးသူမ၏တွဲဆုံဆွေးနွေးရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်သဘောထားကိုဖော်ပြထားပါတယ်ဒါအပြင်ဒေါ်ဆန်းစုကြည်မှအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လူတိုင်းပူးပေါင်းဆောင်ရွက်ရန်အရေးကြီးပုံကိုပြောကြားရာတွင်ကျွန်ုပ်တို့အားလုံးသည်ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိရန်အတွက်အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဟုပြောခဲ့ပါသည်ဒါအပြင်လူတစ်ယောက်သည်တွဲဆုံဆွေးနွေးခြင်းကိုယုံကြည်လျင်အလျှော့အတင်းအပေးအယူကိုလည်းယုံကြည်ရမည်ဟုပြောကြားပြီးသူမအနေဖြင့်အလျှော့အတင်းလုပ်ရန်အစဉ်သင့်ဖြစ်ပုံကိုပြောခဲ့ပါတယ်ဒါအပြင်ဒေါ်ဆန်းစုကြည်မှအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လူတိုင်းပူးပေါင်းဆောင်ရွက်ရန်မှာအရေးကြီးပုံကိုပြောကြားရာတွင်ကျွန်ုပ်တို့အားလုံးသည်ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိရန်အတွက်အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဟုပြောခဲ့ပါသည်ဒါအပြင်ဒေါ်ဆန်းစုကြည်မှအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လူတိုင်းပူးပေါင်းဆောင်ရွက်ရန်အရေးကြီးပုံကိုပြောကြားရာတွင်ကျွန်ုပ်တို့အားလုံးသည်ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိရန်အတွက်အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဟုပြောခဲ့ပါတယ်ဒါအပြင်လူတစ်ယောက်သည်တွဲဆုံဆွေးနွေးခြင်းကိုယုံကြည်လျင်အလျှော့အတင်းအပေးအယူကိုလည်းယုံကြည်ရမည်ဟုပြောကြားပြီးသူမအနေနဲ့အလျှော့အတင်းလုပ်ရန်အစဉ်သင့်ဖြစ်ပုံကိုဖော်ပြခဲ့ပါတယ်ဒါအပြင်ဒေါ်ဆန်းစုကြည်ကမြန်မာပြည်၌ငြိမ်းချမ်းရေးရရှိရန်အတွက်သူမအနေဖြင့်လက်နက်ကိုင်ပဋိပက္ခများအားလုံးဆုံးသက်ပြီးငြိမ်းချမ်းရေးရရှိရန်အတွက်သူမအနေဖြင့်အရာရာကိုဆောင်ရွက်ရန်အသင့်ပါပဲဟုပြောကြားခဲ့သည်ကိုကြည်ချင်းဖြင့်မြန်မာပြည်အပေါ်သဘောထားကိုထင်ရှားစွာမြင်နိုင်ပါသည်ထို့အပြင် Burma Democratic Concern BDC အနေဖြင့်မြန်မာပြည်အစိုးရကိုမြန်မာပြည်၏ခက်ခဲပြဿနာအားငြိမ်းချမ်းစွာဖြေရှင်းရန်အတွက်ဒေါ်ဆန်းစုကြည်ခေါင်းဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်တွဲဆုံဆွေးနွေးရန်တိုက်တွန်းလိုပါတယ်။ဤကဲ့သို့ပြုလုပ်ခြင်းသည်မြန်မာပြည်အတွက်အကောင်းဆုံးနည်းလမ်းဖြစ်ပြီးအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပါတားရွှေဦးထမ်းလာသည်ကိုတွေးရသောဖြည့်ရှင်းခြင်းမျိုးဖြစ်ပါတယ်။ဒါအပြင်ကျွန်ုပ်တို့ Burma Democratic Concern BDC အနေဖြင့်ဦးသိန်းစိန်အစိုးရအားလေးနက်စွာတိုက်တွန်းနှိုးဆော်လိုသည်မှာ၁နိုင်ငံရေးကျင်းသားများအားလုံးကိုချွန်းချက်မရှိပြန်လွှတ်ပေးရန်၂ဒေါ်ဆန်းစုကြည်နှင့်တွဲဆုံဆွေးနွေးပြီးအမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖော်ဆောင်ရန်၃အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏နိုင်ငံရေးပါတီအဖြစ်ရည်တည်ပိုင်ခွင့်ကိုအသိမှတ်ပြုရန်၄2008အခြေခံဥပဒေအုပ်ချုပ်ပုံကိုအားလုံးလက်ခံနိုင်သောဥပဒေအဖြစ်ပြန်လည်ပြုပြင်ပေးရန်၅လက်နက်ကိုင်ပဋိပက္ခများအားရပ်တန့်ပေးရန်6ငြိမ်းချမ်းရေးကိုရရှိအောင်ဆောင်ရွက်ရန်9စည်ရန်မွေးတည်မှုလျော့နည်းအောင်ဆောင်ရွက်ရန်10လွတ်လပ်စွာစီယုံခွင့်ကိုပေးရန်9လွတ်လပ်စွာဖော်ပြခွင့်ကိုပေးရန်10လွတ်လပ်စွာအသင်းဖွဲ့ခွင့်ကိုပြုရန်17လွတ်လပ်သောသတင်းမီဒီယာကိုခွင့်ပြုရန်12လွတ်လပ်သောတရားစီရင်မှုစနစ်ကိုခွင့်ပြုရန်13AR မြစ်တီအားကယ်ဆယ်ရန်14ပညာရေးအဆင့်တန်းများမြင့်တင်ရန်နှင့်15စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလှုပ်ဆောင်ပေးပါရန်တောင်းဆိုအပ်ပါတယ်။ Burma Democratic Concern BDC အနေဖြင့်88မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွဲဆုံဆွေးနွေးရေးငြိမ်းချမ်းရေးအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ARမြစ်ကိုကယ်တင်ရန်ဆောင်ရွက်မှုများကိုအပြည့်အဝထောက်ခံကြောင်းကြေညာအပ်ပါတယ်။ပုံမပြည့်စုံသောသတင်းချက်လက်များကိုသိရှိလိုပါက www.bdcburma.org website ၌ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။